စေလို့ဆုတောင်းပေးပါတယ် သူတင့်တယ်တယ်ပြေဆုံးတယ်စတဲ့အနတ်တို့ကိုဆောင်ပါတယ်ဇာတာဆိုတာကတော့ဇာတိမှဆင်းသက်လာပြီးပရိသေတေခြင်းဝေးဖွားခြင်းလို့အဓိပ္ပာယ်ရပါတယ်ဒါကြောင့်သူဇာတာဟာတင့်တယ်ပြေဆုံးခြင်းများစွာဖြင့်ဝေးဖွားလာခြင်းဟူသောအဓိပ္ပာယ်ကိုဖော်ဆောင်ပါတယ်ကောင်းကင်ကကျဲလေးများလို့ပါကဘာပေါ်လင်းလလို့ညမောင်လေးလာလေးတစင်လို့ပါကဘာကိုဖြတ်ချက်လို့ပူလင်းတွေပေးခြင်းကဘာမြေတွက်ပေါ်လာစင်ဒါတရားတသနေနတ်သမီးလေးတွေပဲသူဇာတာ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  ဇာတာကျင်းဝင်မိမများလည်းတူတယောက်ချင်းစီတိုင်းကတရားတရားထက်တန်တော့အလှရှင်များဖြစ်ရေးပေါ်လောက်အနေနဲ့တွေးတဲ့ပိုးသားစီများအားလူလမ်းပေးခဲ့ပါလို့ရှိတယ်ကျန်နေမှာ9500ကိုစည်ရည်တင်အငွေထားရှိထားပါတယ်